အားလုံးပဲမင်္ဂလာပါ Exotica Channel နဲ့ကြိုဆိုလိုက်ပါတယ်။ Toyota ကမနေ့ကသူ့ရဲ့ Visa Series တွေက Family Member အသစ်ဖြစ်တဲ့ CHR Plus ကိုမိတ်ဆက်ပေးသွားတယ်။ဒီ CHR Plus ဆိုတဲ့ EV ကVisa 4H ရဲ့အသေးဘက်ကိုသွားမယ်ပေါ့နော်။ Visa 4H ရှင်တော့နည်းနည်းလေးသေးမယ်။ဒီပွဲမှာက Toyota က Visa 4H ရဲ့ Philips model ကိုမိတ်ဆက်ပေးသွားသေးတယ်။အခုမြင်တွေ့နေကြ Visa 4H နဲ့တော့ရုပ်ထွန်းလေးကမတူတော့ဘူး။သူ့ရဲ့ design language ဘိုင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကဈေးကွက်ထဲမှာရောင်းနေတဲ့ Toyota Camry ရဲ့ data running light ပုံစံလေးကိုယူပေးထားတယ်။မနေ့ကမိတ်ဆက်ပေးသွားတဲ့ CHR Plus နဲ့တိတ်ပြီးမကွာတော့ဘူးပေါ့နော်။ဒီရုပ်ထွက်ပိုင်းက Toyota ရဲ့standard ဖြစ်လာမယ် signature ဖြစ်လာမယ်ရုပ်ထွက်ပိုင်းလို့တော့ပြောလို့ရတယ်။အဲ့တော့ဒီကားကဒီ Visa 4H Philips မှာကဘာတွေ update လုပ်ပေးထားမလဲရုပ်ထွက်ပိုင်းရောဘာတွေပြောင်းလဲသွားမလဲဘာတွေအသစ်ပါနေမလဲဆိုတာသိရဖို့ကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်အောင်ပါမိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကျတယ်နိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်အောက်ဘက်ကဟာက Visa 4H ရဲ့ Philips model အပေါ်ဘက်ကဟာတော့အခုလောလောဆယ်ကျွန်တော်တို့ရှိမှလည်းမြင်တွေ့နေရတဲ့လက်ရှိ current model ပေါ့နော် current model မှာဆိုရင်ကျွန်တော်တို့ဒီမှာဆို data running light ကဒီမှာတိတိကျကျထင်ရှားမြင်ရတယ်ဒီမှာကကျွန်တော်တို့လုံးဝကိုပြောင်းလဲသွားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ data running light ကကျွန်တော်တို့ဒီ Camry မှာမြင်ရတယ်လို့ပဲ Toyota Camry မှာမြင်ရတယ်လို့ပဲမြင်ရတယ်နောက် data running light ကတောက်လျှောက်အပြည့်ပေါ့နော်ဒီ shape fascia တစ်ခုလုံးကျွန်တော်တို့အပြည့်မြင်ရတယ် headlamp တွေကတော့ဗန်ပါထဲမှာသွားပြီးမြုပ်သွားတဲ့ design မျိုးဖြစ်သွားပြီပေါ့နော် shape ဒီအချိုးအကွေ့တွေကအရင်ဟာကိုတော့ယူထားပေမဲ့လုံးဝကိုတက်တဲ့တော့မဟုတ်တော့ဘူးနော်ဒီမှာကဒီလို white ထားတဲ့ဟာဖြစ်ပြီးတော့ဒီမှာကဒီ body line တွေကလုံးဝကိုဒီလိုတစ်ဆက်သေးကိုအောက်ဘက်ကိုဆင်းသွားတဲ့ body line ပေါ့နော်ဒီအချိုးအကွေ့တွေလည်းလုံးဝမတူတော့ဘူးပေါ့နော်ဒီမှာဆိုရင်ဒီ bevel line ကနေပြီးတော့တောက်လျှောက်အောက်ကိုဆင်းသွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ shape Philips ဆိုတဲ့အတိုင်းပဲ shape လုံးဝ shape ကတော့လုံးဝပြောင်းလဲသွားတယ်အပေါ်ဘက် body ဒီ bonnet ဖုံးပါညာပေါ်ကတော့body line တွေကတိတ်ပြီးမကွာဘူးပြောမယ်ဆိုရင် CHR Plus နဲ့လည်းအရင်ကြီးမကွာဘူးပေါ့နော်ဒီဘက်မှာလည်းဒီ body line ကလည်းအတူတူပဲပေါ့နော် body line တွေကဘေး side profile နဲ့နောက်ဘက် profile တွေကအတူတူပဲအဓိကပြောင်းလဲသွားတာရှေ့ဘက်ကို design language ကလုံးဝကိုပြောင်းပေးလိုက်တယ်ပေါ့နော်လုံးဝကိုပြောင်းထွက်သွားတယ်ဒီကားမှာကအရင်တိုင်းပေါ့နော်ဒီမှာဆို black accent မဲရောင်းနေပဲမြင်ရတယ်ဒီဟာတွေလည်းအကုန်အတူတူပဲပေါ့နော်အဲ့တော့ဒီကောင်က ဘေးဘက် side profile ဘာညာကလည်းအတူတူပဲဆိုတဲ့အတွက်အရင်ကြီးပြောင်းလဲချက်မရှိဘူးဒါကနောက်ဘက် profile နောက်ဘက် profile ကလည်းမလုံးဝကိုပြောင်းလဲထားတာမျိုးမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အတွင်းငန်းမှာပြောင်းလဲထားတာရှိတယ်အဲ့တော့အတွင်းငန်းကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်အတွင်းငန်းမှာဆိုရင်ကျွန်တော်တို့ကအတွင်းငန်း၄ယောက်ပိုင်းကအရင်လိုကျင်းစရာမကောင်းတော့ဘူးเนาะကျင်းစရာကောင်းတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ Lexus ရဲ့အတွင်းငန်းပုံစံမျိုးကိုယူလာခဲ့တယ်မနေ့က CHR Plus လို့ပဲတူတူပဲပေါ့နော်အလယ်မှာဒီ infotainment screen ကြီးကတော်တော်ကြီးကိုထည့်ပေးထားပြီးတော့ dual climate zone ကိုknob နှစ်ခုနဲ့ထည့်ပေးထားတာကြီးကဒါကတော်တော်မိုက်တယ်ဒီ variant ကအမြင့်ဆုံး variant ဖြစ်ဖို့များတယ်ဗောနော် JBR variant ဖြစ်ဖို့များတယ်flagship trim ဖြစ်ဖို့များတယ်ဗောနော်ဒီမှာဆို JBR လေးမြင်ရတယ်ဒီမှာက wireless charger လည်း dual ပဲနောက်ဒီမှာကဒီ DRM knob ကလည်းအရင်တိုင်းဗောနော်ဒီကတော့မပြောင်းလဲဘူးဒီမှာဆိုလဲ physical button ကလည်းအရင်ကြီးတော့မပြောင်းလဲဘူးမနေ့က CHR Plus နဲ့အတူတူပဲဒီမှာ electronic parking brake တွေ့ရမယ် auto hold camera ပေါ့နော်နောက် eco mode ကလမ်းမချော်ဖို့ပါညာပေါ့နော်အဲ့ဟာတွေတွေ့ရတယ် physical button တွေကတော့ပါတယ်ပေါ့နော်အရင်လိုပြင်းစရာကောင်းတဲ့၄ယောက်ပိုင်တော့မဟုတ်တော့ဘူးကျွန်တော်အနေနဲ့တော့ဒီအောက်ပို့ပြီးတော့သဘောကျတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်CRI ကတော့ပုံမှန်အတိုင်းပဲအဝိုင်းပုံစံပဲပေါ့နော်အဝိုင်းပုံစံပဲကြိုးရုပ်လေသာမြင်ရတယ်ရှေ့မှာတော့ digital instrument cluster ကအရင် housing နဲ့မဟုတ်တော့ဘဲနဲ့နည်းနည်းလေး design ပြောင်းထားတယ်ပေါ့နော်ရှေ့ဘက်ဒီ dashboard လေးယောက်ကလည်းလုံးဝကိုပြောင်းထွက်သွားတယ်အရင်ကောင်နဲ့မတူတော့ဘူးเนาะဒီမှာဆိုလဲ ambient light တဲ့စနစ်တကယ်ခြုံပြောရမယ်ဆိုရင်မနေ့က CHR Plus နဲ့အတွင်းကလုံးဝတပုံစံနဲ့လို့တော့ပြောလို့ရတယ်တပုံစံနဲ့ပါပဲဒီမှာ Emirates ရှိမှာเนาะ Emirates နဲ့ဒီကြားထဲမှာကျွန်တော်တို့cap holder တွေလည်းပါသေးတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ SIM memory ဘာညာလည်းပါမယ်အဲ့တော့ဒီကောင်ရဲ့အတွင်းကလည်း CHR Plus ရဲ့အတွင်းကနဲ့၄ယောက်ဒီဇိုင်းအကုန်အတူတူပဲမနေ့က CHR Plus မှာကျွန်တော်ဒီ Type C charger ကိုမမြင်ခဲ့ရဘူးเนาะဒီကောင်ဒီအောက်ဘက်မှာလည်း storage space ပါပြီးတော့ Type C charger ရှိမယ်ဒီမှာဆိုရင် cap holder တွေမြင်ရမယ်ပေါ့နော်အဲ့တော့
ဒီကောင်ရဲ့layout design လေးကတော့တော်တော်လေးတော့ပိုပြီးမိုက်သွားတယ်ပေါ့နော်အရင်လိုပြင်းစရာကောင်းတဲ့ဟာမျိုးကြီးမဟုတ်တော့ဘူး driver seat ကလည်းကျွန်တော်တို့6 way adjustment နဲ့ဖြစ်ဖို့များတယ်8 way တော့ဖြစ်နိုင်တယ်ပေါ့နော်6 way adjustment ဖြစ်ဖို့များတယ်ပေါ့နော်ဒီမှာ AMOLED ဘာညာလည်းမိုက်တယ်ပေါ့နော်ဒီဟာတွေကတော့ leather ကို perforated leather တွေပေါ့နော်ဒီကောင်ကထိုင်ကုန်အပူအေးလည်းရဖို့များတယ်ထိုင်ကုန်ပုံစံကတော့အရင်ကြီးတော့မိုက်နေရမျိုးတော့မဟုတ်ဘဲနဲ့ရိုးရိုးရှင်းရှင်းပဲအပေါ်မှာတော့ကျွန်တော် panoramic sunroof ပါဖို့များတယ်ပေါ့နော် Philips model VZ4X မှာ battery package အနေနဲ့ဆိုရင်တော့2မျိုးရွေးချယ်လို့ရမယ် 7.7 kWh ရှိတဲ့ battery ရဲ့ 73.1 kWh ရှိတဲ့ battery ရဲ့ဆိုရွေးချယ်လို့ရမယ် entry level မှာက 57.7 kWh ရှိတဲ့ battery ကို horsepower 165 HP ရှိတဲ့ single motor နဲ့လာမယ် front wheel drive နဲ့လာမယ် range အနေနဲ့ဆိုရင်တော့ မိုင်286မိုင်ထိသွားလို့ရမယ် 73.1 kWh ရှိတဲ့ battery နဲ့ဆိုရင်တော့သူကsingle motor ရွေးလို့ရတယ် dual motor ရွေးလို့ရတယ် single motor မှာဆိုရင်သူရဲ့ horsepower က221 HP ထိကောင်းမယ်ပေါ့နော်221 HP ထိရှိမယ် range ကတော့ဒီကောင်အကောင်းဆုံးပဲ356မိုင်ထိသွားလို့ရတယ်အဲ့တော့ဒီကောင်က range အကောင်းဆုံးဆိုတော့ CHR Plus ရဲ့ range ကိုမမီဘူးပေါ့နော် CHR Plus ရဲ့ battery package က77ဖြစ်နေတော့မိုင်20လောက်တော့ခွာတယ်ပေါ့နော် CHR Plus ကမိုင်380လောက်ထိသွားလို့ရမယ်ဆိုတော့ CHR Plus ကပိုပြီးမိုက်တယ်VZ4X ရဲ့ dual motor all wheel drive က horsepower အနေနဲ့ဆိုရင်တော့338 HP ထိထွက်မယ်0 to 100 km ကို 5.1 second နဲ့ရောက်မယ်အဲ့တော့ acceleration ကတော့အရင်ကြီးကောင်းနေတဲ့အထက်မှာမပါဘူး CHR Plus နဲ့တော့အတူတူပဲ range ကတော့320လောက်ထိပဲမိုင်320ကျော်လောက်ထိပဲသွားနိုင်တဲ့အတွက် CHR Plus နဲ့တော့အရင်ကြီးမကွာဘူးပေါ့နော်အဲ့တော့ဒီ VZ4X မှာကသူ့ရဲ့ဒီ AC charger ကိုလည်း22 kWh ရှိတဲ့AC charger နဲ့သွင်းလို့ရအောင်ဒီလုပ်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ DC charger မှာတော့ upgrade လုပ်ပေးထားတာမျိုးမရှိဘူးအဲ့တော့AC charger နဲ့တော့ပို့ပြီးမြန်သွားမယ်ပေါ့နော်အဲ့တော့ DC charger မှာထပ်ပြီးတော့တိုးပေးမထားတော့မမိုက်ပေါ့နော်150 kW လောက်ထိပဲသွင်းလို့ရမယ်အတွက်နည်းနည်းလေးအချိန်ကုန်များမယ်ပေါ့နော်ကြီးမယ်range အနေနဲ့ဆိုရင်တော့ CHR Plus ကပိုပြီးကောင်းမယ်ကျွန်တော်အနေနဲ့တော့လူငယ်ဆန်တဲ့ CHR Plus ကိုရွေးပြီးမှအမှန်ပဲမိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါဦး CHR Plus လား VZ4X Philips လားရှေ့ဘက်ကကြည့်ရင်တော့ရုပ်ထက်ကအတူတူပဲလို့တော့ထင်ရတယ်ဘေးဘက် side profile ကတော့ကွာသွားလိမ့်မယ်အဲ့တော့မိတ်ဆွေတို့ရဲ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါဦးကျွန်တော်ဗီဒီယိုလေးကြည့်နေတဲ့ဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြပါဦးကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်